Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီပဲအောင်တော်ဝါလေးကိုစောက်ပြပေးရပါ That is square လေးလုပ်ပြီးတော့comment ပါပေါ့နော်ဘာအောင်လေးလဲဆိုအောင်မှန်းခက်ပြီးပါလို့ပြောချင်ပါတယ် That is square လေးနောက်တစ်ခါလုပ်ပေးပေါ့နော်နဲ့ဟာအကုန်လုံးကို That is square လုပ်ပေးပေါ့နော်ဆက်ကြမလို့ That is square လေးလုပ်ပေးပါလာခဏထည့်ပါလို့ရှိခင်းလေးစောက်ပြပေးမယ်ပေါ့နော်ကဒီတာဝါလေးတွေဆိုတော့တစ်တော့နောက်နိုင်ဒါပေမဲ့ဒီတာဝါကိုဒီနေ့ဆဆရမယ်နော်တနေ့တကယ်ရတယ်ဆိုထားသေးရဲ့ပေါ့ဆက်ကြမလို့ပါကို in square လုပ်ပေးကြပါပေါ့နော်ဆက်ကြမလို့ဆော့ပေးပါရဲ့အကောင့်ကိုလည်းပေးမယ်ပေါ့နော်ရဲ့အကောင့်ကိုပြီးနောက်ပါတော့ပြပေးမယ်ပေါ့နော်ဒါဝတ်မမဒါဝတ်ပါဆက်ကြမလို့ဒီတာဝါလေးကိုဆော့ပြပေးရပါဒီမှာတက်တာပါဒီနာဝါလို့ရတဲ့အရင်ဝန်တာလေးပေါ့နော်comment ပါပါရောင်းလေးဆိုတော့မင်းကပ်ပေးပါ